မိန်းကလေးတွေရှောင်လွဲလို့မရတာကတော့ဓမ္မတာလာခြင်းနဲ့အတူတူတွဲပြီးတော့ခံစားရတဲ့ PMS လက္ခဏာတွေပဲဖြစ်ပါတယ်တယောက်နဲ့တယောက်ကတော့ပေါ့နော်ခံစားရတာတွေမတူကြဘူးပေါ့နော်တချို့မှာဘာမှသိပ်ပြီးတော့မသိတာပေမဲ့လည်းတချို့မှာဆိုလို့ရှိရင်တော့မခံမြင်နိုင်အောင်ကိုခံစားရပါတယ်ဒါကိုကျမတို့တွေကရှောင်လွဲဖို့မကြိုးစားဘဲနဲ့လက်ခံပြီးတော့ပေါ့နော်ရှားအောင်ကိုရင်ဆိုင်ဖြတ်တန်းကြပါမယ်ဘာလို့လဲဆိုတော့ကြတော့ဒီပြဿနာကတစ်ချိန်နဲ့ချိန်နဲ့ပြီးသွားမဲ့ကိစ္စမဟုတ်ပါဘူးလစဉ်ကြုံတွေ့နေရမှာပဲဖြစ်ပါတယ်ကိုက PMS လက္ခဏာတွေခံစားရတဲ့သူဆိုလို့ရှိရင်ဓမ္မတာမလာခင်ပေါ့နော်နှစ်ပတ်အလိုမှာခံစားတတ်တာဖြစ်လိရှိတဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့ပြင်ဆင်ရပါမယ်ဒီလိုမျိုး Epiprine လိုမျိုးပေါ့နော် Epiprine Most Wine ပါတယ်ဆေးမျိုးကိုတောက်ပေးတာကလည်းသက်သာနိုင်ပါတယ်ဒီနေရာမှာတစ်ခုလေးပြောချင်တာကရာသီလာရင်ဆိုလို့ရှိရင်ဘိုင်းနာတာခေါင်းကိုက်တာမျိုးတွေဖြစ်ရင်ဒီအကိုက်ခဲပြောက်ဆေးတွေပေါ့နော်တောက်လို့ရပါမယ်ဒီလိုမျိုး Epiprine လိုမျိုးသဘာဝဆေးမျိုးကိုနေ့စဉ်လေးပေါ့နော်တောက်ပေးတာကတော့ရေရှည်မှာပို့ပြီးတော့စိတ်ချပါတယ်Epiprine